ကျွန်တော် shooting တက်နေမိထားလို့ပေါ့နော်အပြင်ကပုံလေးဗီဒီယိုလေးကြည့်ချင်လို့ဆို shooting တက်နေမိထားလို့ကျွန်တော်ပြပေးမယ်ဒါ aura မှားတဲ့အလုံးလေးပေါ့နော် aura မှားတဲ့အလုံးလေးနဲ့ဒီဘက်မှာကျွန်တော်သုံးတဲ့အလုံးလေးပေါ့နော် size လေးကျွန်တော်အကုန်လုံးပြပေးမယ်ဒီကောင်ကဒီ6လက်မှာ2လက်မှာ6လက်မှာ size ပေါ့နော်အပိုးကြီးမြင်အောင်ကျွန်တော်ဖော့ချက်ခံပြီးတော့ပြပေးမယ်နောက်ကနေပြီးဖော့ချက်အဖြူခံပြီးတော့ပြပေးနော်ဒီကောင်လေးက6လက်မှာ2လက်မှာ6လက်မှာ size လုံးဝကော့ပြောက်နော်လုံးဝကော့ပြောက်ပါကော့ပြောက်ကန်နေလုံးဝ shooting တက်โอเคဒါ6လက်မှ2လက်မှ6လက်မှ size ဒါတစ်လုံးမှားတာလေဒီကောင်ကကြတော့ဒါလျှက်ဒီကောင်9လက်မှနဲ့တူတယ်9လက်မှ2လက်မှ8လက်မှသူကတော့အပြင်8လက်မှပို့ပြီးတော့စောက်တယ်ပေါ့နော်ဒီအနက်စောက်လေးသူကအတွင်းထဲကကော်ရီကဒီမတက်မရက်ဖြစ်တာများလေပဲအဲ့တော့ဒီကောင်တစ်ချက်လွဲသွားပြီဆိုတာနဲ့အစကနေပြန်ပြီးလောက်ရကန်တယ်ပေါ့နော်ဒီကောင်ကနည်းနည်းလေးတော့ဈေးတော့နည်းနည်းကြီးတယ်လောက်ရအချိန်နဲ့ရမ်းကြတယ်လုံးဝလွဲသွားလို့မရဘူးနော်ဒီ call line တွေကကျွန်တော်တီးတီးပြပေးမယ်ဒီ call line တွေကအဲ့လိုမျိုးလုံးဝလွဲသွားလို့မရဘူးဒီမှာအတိအကျကျွန်တော်ကကန်ကိုမှန်ကြရဲ့အပေါ်မှာကတ်တာမဟုတ်ဘဲနဲ့မှန်ကြောက်အတွင်းထဲမှာထည့်ပြီးတော့ကတ်တာပေါ့နော်လုံးဝ standard tank လုပ်ပြရဖြစ်တယ်ဟောဒါအပြင်ပုံရယ်နော်အပြင်မှာကျွန်တော်လက်နဲ့ကမျိုးရိုက်ပြနေတာဒါဘေးကနေမြင်ရတဲ့ပုံနော်ဒါအရှိတရမြင်ရတဲ့ပုံနော်ပေါ်ကနေရိုက်ပြအောင်ဒါအပေါ်တရကနေမြင်ရတဲ့ပုံနော်ကန်ကော9နှစ်8နော်9လက်မှလျှာ9လက်မှအနံ2လက်မှအမြင့်8လက်မှဒီကောင်က6လက်မှ2လက်မှအပေါ်ကို6လက်မှနော်6နှစ်6ဒီမှာကျကျွန်တော်3နေကန်ဒီကောင်ကကျ4လက်မှဒီကောင်ပို့ပြီးတော့အနံသေးတယ်ပို့ပြီးတော့ကျင်းတယ်အလုပ်ကပို့ပြီးတော့ခတ်တယ်ဒီ size လေးနော်ကျွန်တော်မှာအဲ့ကောင်နှလုံးရှိတယ်အဲကျွန်တော်ဓာတ်ပုံထည့်ပြီးရိုက်တဲ့အခါမှာ3နေကောင်လေးပေါ့နော်ဒါမှမဟုတ်5လေးတွေကျွန်တော်ကြောင်းမှုအတွက်ခွဲတာတို့ဘာလို့ကြာကြည့်ပြီးကြည့်တဲ့ကန်လေးတွေโอเคဒါ shooting တန်လေးပါကျွန်တော်စီမှာမှားလို့ရတယ်အချိန်တော့နည်းနည်းစောင့်ပေးရမယ်quality tank တွေဖြစ်လို့လောက်ရအချိန်တော်တော်လေးယူရတယ်ပေါ့နော်စောင့်ပြီးတော့မှားနိုင်တဲ့လူတွေဆိုရင်ကျွန်တော်မှားလို့ရပါတယ်ဒီ TikTok မှာပဲ message မှာပဲဒီလေးလာပြီးတော့မေးလို့ရပါတယ်နော်